Hello အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် sharing လုပ်ပေးသွားခြင်းတဲ့စာအုပ်ကကျွန်တော်တို့စီမှာလူပြောအရန်မများတဲ့တရုတ်ကနဝင်မြောက်စာအုပ်တုပ်အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားခြင်းနဲ့ဒီစာအုပ်ကဘာစာအုပ်လဲဆိုရင်တရုတ်စာရေးဆရာကြီးလော်ရှယ်ရဲ့လန်ချားတရုတ်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုကျွန်တော်တို့မြန်မာပြန်စာရေးဆရာမောင်ရှင်ကဘာသာပြန်ထားတယ်ဆရာမောင်ရှင်ကိုကျွန်တော်တို့မြန်မာစာဖတ်ပရိသတ်တွေကတိကျပြီးသားဖြစ်ပါတယ်ကျွန်တော်မြန်မာစာဖတ်ပရိသတ်တွေနဲ့မစိမ့်လာတဲ့ဘာသာပြန်စာရေးဆရာတရားဖြစ်ပါတယ်အခုတလောကထွက်ထားတဲ့သုံးပြည်တော်ဝတ္ထုတို့တရုတ်စာရေးဆရာစူးထုံရဲ့မရေပြန်ဝတ္ထုတို့ဆိုတာကဆရာမောင်ရှင်ရဲ့ဘာသာပြန်လက်ရာတွေဖြစ်ပါတယ်ဒီလက်ရှားတရုတ်စာအုပ်ကိုဆရာမောင်ရှင်ကဘယ်လိုဘာသာပြန်ထားလဲဆိုရင်တရုတ်ဘာသာကမူရင်းအတိုင်းမချွေးမချံပြန်ထားတယ်လို့ကျွန်တော်တို့သိရတယ်တချို့အင်္ဂလိပ်ပြန်မူတွေမှာကြတော့သသိန်းငန်းကိုပြိတ္တအကြိုက်ဖြက်ညက်ကဖြတ်တောက်ပစ်လိုက်တာတွေရှိတယ်ဒါပေမဲ့ဆရာမောင်ရှင်ကတော့တရုတ်မူရင်းအတိုင်းပဲပြန်ထားတယ်ဥပမာဆက်အမ်ဒင်းဆိုတဲ့ဆက်အမ်ဒင်းအတိုင်းပဲပြန်ထားတယ်ပေါ့လေဒီမှာကျွန်တော်ပြောရမှာကဆက်အမ်ဒင်းလို့ဆိုရလောက်အောင်လဲဒီစာအုပ်တုပ်လုံးကဘယ်နေရာမှာစိတ်ချမ်းသာတရားရှိမနေပါဘူးကျွန်တော်ဒီလိုဘာလို့ပြောရလဲဆိုရင်ဒီစာအုပ်ဖတ်ဖူးတဲ့သူတွေဆိုရင်တော့သိပါလိမ့်မယ်ဒါပေမဲ့ဒီ review ကစာအုပ်မဖတ်ရသေးတဲ့သူတွေအတွက်ဖြစ်တဲ့အတွက်ကျွန်တော်အနေငယ်ရှင်းပြပါမယ်ဘာလို့ကျွန်တော်ဒီလိုမျိုးပြောရလဲဆိုရင်ကျွန်တော်တို့အပြင်လက်တွေ့ဘဝမှာဒုက္ခဆင်းရဲတွေကိုဒုက္ခဆင်းရဲတွေနဲ့ပြည့်နှက်နေတဲ့ဘဝတွေရှိသလိုဒုက္ခချမ်းသာတွေနဲ့ပြည့်စုံတဲ့ဘဝတွေရှိတာကိုကျွန်တော်တို့အခြေခံအဖြစ်လူတိုင်းသိကြပါတယ်ဒီလက်ရှားတရုတ်စာအုပ်ကဒုက္ခဆင်းရဲဝက်ကရက်ထဲမှာရုန်းကန်လှုပ်ရှားရင်းနစ်မြုပ်သွားရှာတဲ့လန်ရှားစောတဲ့လူတွေအကြောင်းဖြစ်ပါတယ်ဒီစာအုပ်ကိုနောက်ခံပြုထားတာက1920ဝန်းကျင်တရုတ်နိုင်ငံပေကျင်းမြို့မှာနောက်ခံပြုရေးသားထားတဲ့စာအုပ်ဖြစ်တယ်အဲ့ဒီအချိန်တုန်းကတရုတ်နိုင်ငံပေကျင်းမြို့တစ်မြို့တည်းနဲ့လန်ချားတောင်းချီရှိတယ်လို့သိရတယ်ဒီလန်ချားကိုဂျပန်နိုင်ငံကစတင်တည်ထွင်ခဲ့ပြီးတော့ရှန်ဟိုင်းမြို့ကနေမှတဆင့်ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ခဲ့တာလို့ကျွန်တော်တို့သိရတယ်1920ကနေ30ကာလအပိုင်းခြားတွေကလန်ချားအသုံးများဆုံးကာလအပိုင်းခြားတွေဖြစ်တယ်လန်ရှားသမား6000ကနေ3သိန်းလောက်ကတချို့မှတ်တမ်းတွေဆိုရပါလေလန်ရှားသမား6000ကနေ3သိန်းလောက်ကဒီစာအုပ်ထဲကဇက်ကောင်အတိုင်းပဲသူတို့အတွက်လန်ရှားကိုပိုင်လန်ရှားဝယ်ဖို့ဆိုတာကအင်မတန်ခက်ခဲတဲ့အိမ်မက်တွေဖြစ်တယ်လို့ကျွန်တော်တို့သိရတယ်ဒီစာအုပ်ထဲက main core character ဖြစ်တဲ့ကလဲဦးရှန်စုဆိုတဲ့ဇက်ကောင်ကအဲ့ဒီခေတ်တုန်းကတရုတ်လူနေမှုအဖွဲ့အစည်းကြီးကိုတမျိုးတစ်ပုံကိုစားပြီးဖော်ပြနေရလို့ကျွန်တော်တို့သိထားရမယ်စာရေးဆရာလော်ရှယ်ကအဲ့ဒီခေတ်လန်ရှားသမားတွေရဲ့ဘဝကြီးမှုန်ကိုအသေးစိတ်ပုံပေါ်ပြသွားနိုင်တယ်လို့ကျွန်တော်တို့ဆိုရမယ်အထူးသဖြင့်အောက်ခြေလူဒန်းစားအလုပ်သမားတွေရဲ့ဘဝတွေကိုပေါ့ဒါကြောင့်ပဲပညာရှင်တွေကလော်ရှယ်ကိုဘယ်လိုမျိုးသတ်မှတ်ကြလဲဆိုတော့စာရေးဆရာလော်ရှယ်ကတဲ့အဖိနှိတ်ခံပြည်သူတွေအလုပ်သမားတွေစင်ရဲသားတွေရဲ့ဘဝကိုပုံဖွင့်တဲ့ပုံဖော်ရမှာကလောင်အလွန်နိုင်တဲ့စာရေးဆရာတူဦးအနေနဲ့ချီးကျူးကြတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီစာအုပ်ဘော်တွေကိုတွားလိုက်အောင်ကဲဒီစာအုပ်အကြောင်းကိုမပြောပြခင်မှာကျွန်တော်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကလဲဦးရှန်သူနာမည်ရလာပုံကိုကျွန်တော်ရှင်းပြပါမယ်ဒီစာအုပ်ရဲ့ဇက်ကောင်နာမည်ကရှန်သူဖြစ်ပါတယ်ရှန်သူကသူကပေကျင်းမြို့ကိုတက်လာတဲ့ကြေးရွာကကောင်လေးတစ်ယောက်ဖြစ်တယ်အသက်16နှစ်အရွယ်မှာသူကပေကျင်းမြို့ကိုတက်လာတယ်ပေါ့လေမိဘတွေကလည်းငငယ်ရွယ်နဲ့ဆုံးမသွားကြပြီသူကအဲ့ဒီတော့ပေကျင်းမြို့ကိုတက်လာပြီးတော့အလုပ်လုပ်တယ်ပေါ့လေစစချင်းမှာသူကလက်ချားဆွဲသေးတာမဟုတ်ဘူးရရအလုပ်ကိုသူကလုပ်ပြီးတော့သူအတွက်အသက်မွေးဝမ်းကြောင်းလုပ်တယ်ပေါ့လေတဖြည်းဖြည်းနဲ့သူကတိလာတာကလက်ချားဆွဲတာကသူ့အတွက်အပေါ်ဝင်ငွေရတယ်သူ့အတွက်ပို့ပြီးတော့အနေစားချောင်းနေဆိုပြီးသူကတိလာတယ်အဲ့တော့သူကလက်ချားဆွဲတယ်ပေါ့လေလန်ချားဆွဲတဲ့အချိန်မှာသူကစစချင်းဆွဲတုံးကတော့သူကကိုပိုင်လန်ချားမရှိသေးဘူးသူကအငှားဆွဲနဲ့လန်ချားကိုပိုင်လန်ချားဝယ်ဖို့သူကဘယ်လောက်တောင်စုခဲ့ရလဲဆိုတော့3နှစ်3မိုးသူမှပတ်စံစုပြီးတော့သူကကိုပိုင်လန်ချားလေးတစ်စီးဝယ်ခဲ့တယ်ပေါ့လေအဲ့လိုနဲ့သူကကိုပိုင်လန်ချားရှိတဲ့လန်ချားသမားတစ်ယောက်ဖြစ်လာတယ်ဒါပေမဲ့ဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုရင်တနေ့တော့သူတို့မြို့မှာစစ်ရိတ်စင်ငွေတန်းလာပြီးတော့သူကအဲ့ဒီစစ်တပ်ထဲကိုချောဆွဲခံလိုက်ရတယ်ဖြစ်ဖြစ်တော့လေအဲ့ဒီစစ်တပ်ကဖေယိုဖရဲနဲ့တက်ပြတ်သွားတဲ့အချိန်မှာသူ့ကိုဒီတိုင်းထားခဲ့တယ်
သူကအဲ့ဒီကနေပြီးမှအဲ့ဒီစစ်တပ်ထဲကနေမှ तू ကဘာရလာခဲ့လဲဆိုရင်ကလဲကို3-4ကောင်ကို तू ကအဲ့ဒီစစ်တပ်ကနေရလာခဲ့တယ်အဲ့ဒီကလဲကို3-4ကောင်ကို तू ကပြန်ဆွဲလာပြီးတော့ပြန်ရောင်းပြီးတော့အရေးနီးရှာမယ်ပေါ့လေအဲ့ဒီကလဲကို3-4ကောင်ကို तू ကရောင်းလိုက်တယ်သူ့ရဲ့လန်ချာကတော့အဲ့ဒီအချိန်မှာမရှိတော့ပါဘူးသူ့ရဲ့ကိုပိုင်လန်ချာအဲ့ဒီအချိန်မှာစစ်သားတွေတိမ်းသွားပြီးတော့သူ့ရဲ့ကိုပိုင်လန်ချာဘယ်ရောက်သွားလဲလဲ तू မသိတော့ပါဘူးအဲ့တော့ तू ကသူ့ရဲ့ကလဲကိုအဲ့ဒီကလဲကို3-4ကောင်ကို तू ကယူလာတယ်ပေါ့လေအဲ့ကလေးကို3-4ကောင်ကို तू ကရောင်းပြီးတော့ तू ကကိုပိုင်လန်ချာပြန်ဝယ်မယ်ဆိုတဲ့စိတ်နဲ့သူ့ရဲ့မြို့ကိုပေကြီးမြို့ကိုပြန်လာတယ်ဖြစ်ချင်တော့အဲ့ဒီကလေးကို3-4ကောင်ကလန်ချာတစည်းဝယ်ဖို့အတွက်မလောက်ငှခဲ့ပါဘူးအဲ့ဒီကနေပဲ तू ကကိုပိုင်လန်ချာတမမဟုတ်တော့ဘဲနဲ့အငှားပြန်ဆွဲရတယ်ပေါ့လေအဲ့ဒီကနေ तू ကသူ့ကိုမြို့တွေကလူတွေကဘယ်လိုမျိုးခေါ်ကြလဲဆိုတော့ကလဲဦးရှန်စုဆိုပြီးတော့ခေါ်ကြတယ်အဲ့ဒီကလဲဦးရှန်စုနာမည်နဲ့ပဲသူ့ရဲ့ကန်ဆိုးမှုတွေကကပ်ပါလာတာလို့ကျွန်တော်တို့ပြောရမယ်ဒီဝိထုရဲ့ဒီစာအုပ်ရဲ့အစမှာဒီကလဲဦးရှန်စုကသူတူးတဲ့စူးစမ်းမယ်သူတူးတဲ့ရိုးသားမယ်ဆိုတဲ့တကူတော်ဝါဒသမားဗျစူးစမ်းရိုးသားရင်အောင်မြင်မယ်ဆိုတာကအခြေခံအဖြစ်မှန်သိသလောက်မှန်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးအောင်မြင်မှုအတွက်ကျွန်တော်တို့အနေနဲ့အချက်3ချက်လိုတယ်ဗျအဲ့ဒါဘာလဲဆိုတော့ခေရဲ့စနစ်ရဲ့ကံကြိုးပေးကောင်းမှုရဲ့ပေါ့ဒါပေမဲ့ရှန်စုကအဲ့ဒီ3ချက်လုံးသူ့မှာရှိမနေပါဘူးသူရှင်တန်နေထိုင်တဲ့တရုတ်လူနေမှုအဖွဲ့အစည်းကြီးကစစ်ဘီနေတောင်းကျမ်းနေတာရဲ့နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ class struggle ကအရန်ကိုပြင်းထန်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဒီလိုနဲ့ကလဲဦးရှန်စုကသူ့ကိုယ်သူပြန်ပြီးတော့မေးခွန်းတွေထုတ်လာပါတယ်ငါလိမ့်မမာနဲ့ဆက်လိမ့်မတော့အရက်မတော့ဖဲမရိုက်ဖဲနဲ့ငါစူးစမ်းရှင်တန်ခဲ့တုန်းကငါဘဝကြီးကဘာတွေရခဲ့လဲဆိုပြီးတော့သူ့ကိုယ်သူမေးခွန်းတွေပြန်မေးလာပါတယ်ငါနောက်ထပ်လန်ချားတစ်စီးအစ်စ်တစ်စီးဝယ်ပြီးတော့ငါဆွဲခဲ့ရင်တော့မှငါရှီကသူတို့ပြန်လာလူဖို့အတွက်ငါအစင်အစ်စ်ပြင်ပေးထားပါတယ်ဆိုတော့အတူတူသူ့ရှိမှဝင်လာတယ်အဲ့လိုနဲ့ဒီ main ဇက်ကောင်ကတဖြည်းဖြည်းနဲ့စိတ်တဲ့အောက်တန်းကျလာတာကိုကျွန်တော်တို့တွေ့ရတယ်ဒီစာအုပ်ရဲ့နောက်ပိုင်းကတော့ဇိုင်းဆရာလော့ရှယ်ရဲ့ကျွန်တော်တို့အမှုပညာမာယာကိုအများကြီးတွေ့ရတယ်ပေါ့လေဒါကတော့ကျွန်တော်ဒီလန်ချားသမားစာအုပ်အကြောင်းကိုကျွန်တော်နည်းငယ်spoil မပါဘဲနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်အခုတော့ကျွန်တော်ဒီစာရေးဆရာလော့ရှယ်အကြောင်းကိုပြောရင်းနဲ့ကျွန်တော်ရဲ့ review ကိုအဆုံးသတ်လိုက်ပါမယ်စာရေးဆရာလော့ရှယ်ကို1896ခုနှစ်မှာတရုတ်နိုင်ငံပေကျင်းမြို့မှာမွေးဖွားခဲ့တယ်သူကမင်းနေပြီးတော့ဒါဖြစ်တော်ညာလဲငယ်စဉ်ကအလွန်ဆင်းရဲခဲ့တယ်လို့သိရတယ်သူလောကကြီးကိုစိန်ခေါ်တဲ့စကားကဘာလဲဆိုတော့အချိန်လောကကြီးမှာအကြီးပြတ်ဆုံးစကားလုံးကထမင်းပဲအချိန်နဲ့ထမင်းသာပေးပါသူကောင်းကောင်းစာရေးနိုင်ပြီမင်းတို့မယုံရင်စမ်းကြည့်လေဆိုလဲစကားကိုသူကအမြဲပြောလို့ရှိတယ်ဒါပြင်သူက modern Chinese literature တရုတ်ခေတ်သစ်စာပေလောကရဲ့အောင်မြင်ဆုံးကြော်ကြားဆုံးပုံကိုယ်တွေထဲကတူဖြစ်တယ်ဒီကလဲဦးရှန်စုလန်ချားသမားစာအုပ်ကိုသူကမိတ်ဆွေတူနဲ့စကားဆက်ပြီးပြောရကအမိတ်ဆွေကပြောပြတဲ့ကလဲဦးလန်ချားဆွဲတဲ့လန်ချားသမားတွေအကြောင်းကိုဖြစ်ရမှန်ပေါ့အခြေခံပြီးရေးထားတာတော့ကျွန်တော်သိရတယ်ဒီလန်ချားတရုတ်စာအုပ်ကသူအားရဆုံးနဲ့အခြေအနေဆုံးစာအုပ်တုပ်ဖြစ်တယ်လို့ဝန်ခံထားမှုတယ်နောက်ပြီးတော့ဒီစာရေးဆရာကျွန်တော်တို့ရန်ကုန်မြို့ကိုရောက်ဖူးပါတယ်စိတ်မကောင်းစရာတစ်ခုကဒီစာရေးဆရာကြီးကCultural Revolution မှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောနှိပ်စက်စော်ကားခံခဲ့ရပြီးတော့သူ့ကိုယ်သူတက်တည်သွားပါတယ်ဒါကတော့ကျွန်တော်တို့စိတ်မကောင်းစရာအချက်ဖြစ်ပါတယ်ကဲဒါဆိုတော့ဒီစာအုပ်အကြောင်းနဲ့ကျွန်တော်အတန်အသေးပြောပြပြီးပြီဆိုတော့ကျွန်တော်တို့နှုတ်ဆက်ရမယ့်အချိန်ရောက်ပါပြီကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like subscribe တငယ်ချင်းတွေစီကို share ပေးသွားလို့ရပါတယ်ဒီစာအုပ်အကြောင်းဆွေးနွေးခြင်းကျွန်တော်ရဲ့ comment မှာဝင်ရောက်ဆွေးနွေးသွားပေးလို့ရပါတယ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာနောက်စာအုပ်တွေနဲ့အတူတူပြန်တွေ့ကြပါမယ်